โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ရေဆောပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ line လုံးပေါ့နော်တစ်ခါမှမတုံးဘူးတဲ့သူတွေတွေ့ကျွန်တော်ဒီမှာ line လုံးအသုံးပြုပုံအသုံးပြုနည်းတွေကိုကျွန်တော်ဒီမှာတင်ပြလိုက်ပါပေါ့နော်ဒါကတော့ကျွန်တော်ရှိမှာတောက်ဆိုတဲ့သူတွေရှိလို့ပေါ့နော်ဒီ basic နဲ့ပတ်သက်ပြီးဆိုတော့ကျွန်တော် line လုံးလေးဆက်သွယ်ကြည့်မယ်ပုံမှန်ဖြစ်တော့ line လုံးမှာကကျွန်တော်ဒီပုံစံပဲကျွန်တော်မြင်နေရတယ်ပေါ့နော်ဒီ A4 နေရာပဲမြင်နေရတယ်ရှားပေါ့နော်ဒီမှာဒီညမှာဘာမှမရှိဘူးပေါ့ okay ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော် line လုံးနဲ့ပတ်သက်ပြီးကျွန်တော်ဘာသွားကြည့်လို့ရမလဲ link ပါတော့မှာပေါ့နော်ဆိုတော့ဒီမှာစင်ဒီပါဖြစ်နေတယ်နောက်ပြီးရင် dev file တို့ပါတော့ပေါ့နော် high quality တို့ပါတော့မှာသက်ရှိရရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတက်ပုတ်တွေပါထောက်မယ်ဆိုလို့ရှိရင်ပုံမှန်အဖြစ်တော့ကျွန်တော်တို့ကဒီမှာ file နဲ့သွားတယ် open file တို့ပါတော့လို့မျိုးထောက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ဒီ line လုံးမှာအဲ့လိုမျိုးထောက်လို့မရပါဘူးကျွန်တော်တို့သွားထောက်မယ်ဆိုလို့ရှိရင်ဒီမှာ import file ဆိုတာရှိတယ်ပေါ့နော်ဒီနားလေးမှာအဲ့ import file ဆိုတာလေးကိုကျွန်တော်နှိပ်ရပါတယ်နှိပ်ပြီးတဲ့ခါကျလို့ရှိရင်သူကဒီနေရာမှာကိုပေးထားတဲ့ဒီ file location name လေးလာရှိရပေါ့နော်ဒီနေရာလေးမှာအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ဆိုလို့ရှိရင်ဒီမှာကျူဆိုပြီးတော့ cruise ပေးထားလိုက်တယ်ပေါ့နော်အဲ့ဒီ file လေးကျွန်တော်ဖွင့်လိုက်တယ် okay ဆိုတော့ခဏလေးပါနော်ကျွန်တော်ရဲ့ file ချက်လောက်ပြတ်သွားတယ်ပေါ့ကျွန်တော်ပြန်ပြီးတော့ဟိုလောက်ထားပြီးကြည့်မယ်ပေါ့ okay ဆိုတော့เนาะကျွန်တော်ဒီမှာ import တနေရာလေးမှာကျွန်တော်လာပြီးတော့ယူရမယ်ပေါ့เนาะအဲ့တော့ import တနေရာလေးချက်ချကြည့်မယ်ဆိုတော့ဒါလေးကျွန်တော်ချက်လောက် drone နဲ့ခလိုက်တယ်ပြီးတဲ့ခါကျကျွန်တော်ဒီမှာ import တနေရာလာပြီးတော့ဝင်ကြည့်တယ်ပေါ့เนาะ okay ဒီနေရာမှာကျွန်တော်တို့က desktop ရဲ့ဒီ web mode မူတည်ပြီးတော့ရှိတယ်ပေါ့เนาะဆိုတော့okay ဆိုတော့ဒီညမှာကျွန်တော်တို့က desktop နေရာလေးချက်တော့ဖွင့်နိုင်မယ်ဟုတ်ပြီ okay ဆိုတော့ဒီမှာဆိုတော့ကြာလာနေမယ်ပေါ့နော်ဒီ secure ဆိုတဲ့နေရာလေးမှာဒီပုံစံလေးဖြစ်နေတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့မှာ secure ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီပါ check လိုက်တယ်အဲ့တက်မှာကိုရှိတဲ့ file ကိုကျွန်တော် live view ချကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီထက်မှာဒီ queue ဆိုတဲ့ဒီ file လေးကိုကျွန်တော် check ဖွင့်ကြည့်တယ်အဲ့ဒါမှဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံလေးတွေရောက်လာခဲ့ပြီပေါ့နော် okay ဆိုတော့okay ဒီပုံစံလေးကျွန်တော်ရောက်လာပြီလားဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီမှာတပုံလေးကျွန်တော်ရိုက်ထားတဲ့ဟာလေးတွေချက်လောက်ကြည့်နေပေါ့ဆိုတော့အခါကျတော့ပန်းပုံလေးပေါ့နော်ဒီပုံလေးတွေကျွန်တော်ဒီပုံလေးတွေနောက်ဒီပုံလေးတွေဒါလေးတွေပေါ့ကျွန်တော်ပြီးရင်ကျွန်တော်တို့မှာ import style လေးဆက်နေလိုက်မယ်ဟုတ်ပြီ okay ဒီနေရာကိုရောက်ပြီလားဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ21ပုံသူကပေးထားတယ်ပေါ့နော်ဆိုတော့အဲ့ထဲကမှဆင်ကျွန်တော်ဒီပုံကျွန်တော်ယူလိုက်မယ်ပေါ့နော်ယူပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက်သူ့ကိုဒီပုံနှစ်ပုံနဲ့ပေါ့နော်ကျွန်တော်တို့ကဒီနှစ်ပုံကိုကျွန်တော်တို့ချက်လောက်ဆိုတော့ဒီပုံလေးကိုချက်လောက်လုပ်ကြည့်မယ်ဒါဆိုရင်တော့ဒီပုံစံတွေပေါ်လာခဲ့ပြီပေါ့နော်ပေါ်ပြီလားဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ပေးမှာ color grading လေးခုရှိတယ်ပေါ့color grading လေးခုရှိတယ်ဒီညမှာပြင်ဖို့အတွက် color web တွေဘာညာတွေပေါ့နော်ရှင်ပြီးဒီမှာဒီပါနေရလိုက်ပြီးတော့ကျွန်တော်တို့မှာ default နေရာလေးတော့ပြောင်းပေးလိုက်လို့ရှိရင်เนาะအခုလိုကျွန်တော်တို့မှာ color လေးရပတ်သက်ပြီးတော့ကြာလာတယ်အဲ့ဒီရဲ့ဘေးမှာလည်းကျွန်တော်တို့မှာ first နေရာမှာကျွန်တော် color လေးတွေပြတာပြီးရပေါ့နော်အဲ့ဒီမှာကိုသုံးချင်တဲ့ color တွေကိုလိုက်ပြီးတော့ဒါစာထုတ်သုံးလို့ရတယ်ပေါ့နော်ဒီမှာဒါကျွန်တော်တို့သုံးချင်တဲ့ color တွေလိုက်ပြီးသုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီချက်မှာထပ်ပြီးတော့လိုက်ကြည့်လိုက်မယ်ဘယ် color လေးသုံးလို့အဆင်ပြေလဲဆိုပြီးတော့ okayကျွန်တော်တို့အထက်ကကျွန်တော်ဒီမှာ lighting နဲ့ကဆင်းကျွန်တော်တို့ဒီမှာ okay ပေါ့နော်ဒီ lighting ကိုကျွန်တော်ရွေးလိုက်တယ်ပေါ့နော်ရွေးပြီးတဲ့အခါကျတော့ရှင်ဒီဘက်ရှမ်းမှာကျွန်တော်လာပြီးတော့ဒါ color တွေပြင်လို့ရိုက်ပေါ့နော်ဒီညမှာ auto ဆိုပြီးတော့လည်းကျွန်တော်ရွေးချယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီမှာ auto မရွေးချယ်ဘဲနဲ့ကိုစိတ်ကြိုက်ဒါပြင်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီပုံစံလေးကျွန်တော်လည်းပြင်လိုက်တယ်ပြီး exposure လေးကိုနည်းလေးကျွန်တော်က short လိုက်မယ်ပေါ့နော် exposure လေးကိုအတိုး short လေးကျွန်တော်လောက်လိုက်တယ်ပြီးတဲ့ခါကျတော့ရှင်ကျွန်တော်အောက်မှာဒီ highlight လေးကျွန်တော်နည်းနည်းလေးတင်လိုက်တယ်ပေါ့နော်ဒါပြီးရင် color တစ်ပုံနှစ်ပုံရဲ့ဒါ channel ပုံကျွန်တော်ပြပေးမယ်ပေါ့နော် okay ဆိုတော့ခဏလေးစောင့်ပါနော်နောက်ဆက်တော့ကျွန်တော်ဒီပုံကိုကျွန်တော်ပြထားနေတယ်ဒီဒါတော့ကျွန်တော်တို့ဒါခုပြင်မဲ့ပုံစံလေးပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာပြင် highlight ရဲ့ color အချိန်ကြီးကျွန်တော်တုံးလိုက်မယ် okay color GFS ပြီးတဲ့ခါကျလို့ရှိရင်လည်းကျွန်တော်တို့မှာဒီ color ရဲ့နောက်ခံ background လေးကိုကျွန်တော် change ကြည့်မယ် okay ပုံစံလေး change ကြည့်မယ်ပြီးရင်ဒီလိုမျိုးပြီးပြီလားဆိုရင်ကျွန်တော်တို့ color map လေးကိုလာတယ် color map လေးကိုလာပြီးတဲ့ခါကျရင်ကျွန်တော်တို့ color map လေးလာထောက်မယ်ပေါ့နော်တစ်ချက်တော့ okay ဒီနေရာလေးတွေက color map တွေကို
ဒီလိုဆက်အောင်ကျွန်တော်လိုက်လို့ရတယ်ဒီပုံစံလေးနဲ့ကျွန်တော်ယူလို့ရတယ်ဒါမှမဟုတ်နွေရာသီရောက်ဒီပုံစံလေးနဲ့တောင်းညွှန်စင်နဲ့ဒါရတယ်ရေပေါ့နော်ကျွန်တော်တို့မှာကွာရှားပုံလေးတွေဟုတ်ပြီနော်ဒါပြီးရင်ကျွန်တော်ဒါအရှော့တဲကိုကိုလိုတို့မျိုးကျွန်တော်သုံးလို့ရတယ်သုံးလို့ရတယ်ပုံစံကျွန်တော်ယူလိုက်တယ်โอเคဒီပုံစံလေးပေါ့နော်ပြီးရင် reaction လေးမှနည်းနည်းလေးကျွန်တော် short လုပ်လိုက်တာဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနှစ်ပုံရဲ့ကွာခြားချက်ကကျွန်တော်အရင်ကျွန်တော်ဟိုလိုဖြစ်သွားပြီပေါ့နော်စစ်ဖြစ်သွားပြီကျွန်တော်ထင်ရရပေါ့နော်အဲကျွန်တော်တို့ဒီမှာဒီပုံစံလေးလုပ်လိုက်တယ်ဟုတ်ပြီရโอเคပြီးပြီလားဆိုလို့ရှိရင်ကျွန်တော်ကသူ့ကိုဒီမှာ extra လေးတစ်ချက်လုပ်လိုက်တယ်ပြီးပြီလားဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်လောက်ထားလိုက်မယ်ဟုတ်ပြီဒါဆိုရပြီလားဆိုရင်ကျွန်တော်ကသူ့ import လေးတစ်ချက်ထုတ်မယ်ပေါ့နော်โอเคဆိုတော့ခါကျတော့ import လေးထုတ်မဲ့ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့က file နဲ့တော့လာလိုက်တယ်ပြီးရင် export ထုတ်မဲ့နေရာကိုလာတယ် create export ထုတ်တဲ့နေရာမှာ desktop မှာ desktop 2ဆိုပြီးတော့ဒီမှာရေးထားတယ်ပေါ့နော်ကျွန်တော်အဲ့ဒီမှာကိုလိုချင်တဲ့ဟာလေးကို question file လေးတစ်ခုလုပ်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်လည်း desktop မှာပဲထားလို့လည်းရတယ်ပြီးမှာ name ကိုလည်း NTR ဆိုပြီးလို့ရတယ်ပြီးကျွန်တော် export ထုတ်လိုက်တယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီထုတ်လိုက်တဲ့ export ထုတ်လိုက်တဲ့နေရာကိုဘာမှဆက်မှာလဲဒီခန်းထဲကနေပြီးတော့ NTR မှာလာရှာမယ်ပေါ့နော် NTR ဆိုတော့ဘယ်နားမှာရှိတာလဲကျွန်တော်ချက်ကြည့်လိုက်မယ် okay အပြင်မှာလား okay ဆိုတော့ဒီမှာဟုတ်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအဲ့ဒီမှာကျွန်တော်လာပြီးကြည့်တယ်ဒါကျွန်တော်ခဏတော့ပြင်လိုက်တဲ့ပုံလေးပေါ့နော်ဒီပုံလေးဖြစ်တယ်ဆိုတော့ဒါလေးတွေကိုကျွန်တော်ပေါ့နော်ဒါအရန်ကိုခုနဖြစ်သွားတဲ့ပုံလေးပေါ့ဆိုတော့ဒီတော့ဆိုလို့ရှိရင်ဒါတိုင်းလုံးရဲ့ဒါ3မျိုးကိုကျွန်တော်နားလည်လောက်ပြီးထင်ပါတယ်ဆိုတော့ရှင်းဆက်ပြီးတော့လဲကျွန်တော်ဒီမှာ line လုံးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဗီဒီယိုလေးထပ်ပြီးတော့ကျွန်တော်တင်ပေးပါမှာပေါ့နော်โอเคအားလုံးပဲရှင်းပြကြပါစေမသိတာလေးရှင်းလဲ comment အောက်မှာမေးကြလို့ရပါတယ်